ဒီရာသီကလေမယန်းဒီစိမ့်ပေါ်တဲ့ရာသီဖြစ်ပါတယ်အဲ့တော့ကျမမယန်းဒီအိုးစိမ့်လေးလုပ်ထားပါတယ်မယန်းဒီအိုးစိမ့်ကိုကျမကတစ်နှစ်ပတ်လုံးခံအောင်လူလေးလုပ်တယ်ဆိုတာလိုက်ကြည့်ပြီနော်ဒါကိုကျမကအနည်းဆုံးကျမဒီ10ရက်လောက်ထားတော့လေတကြားရည်လေးဝနေတာပါလူမောင်းမောင်းလေးပါရှင်အရင်ဆုံးကျမတို့မယန်းဒီစိမ့်ကိုရေတခြားဆေးပြီးလို့ရှင်ချက်ချမ်းခွဲမယ်ထဲကခဲအောင်စီလေးတွေထုတ်ပေးလိုက်ပါကဲအကုန်လုံးကျမတို့ချက်ချင်းခွဲပြီးလို့ရှင်စားလေးနဲ့နေထားပါစားလေးနဲ့ကျမတို့မယန်းဒီကိုတေချာနေပြီးတော့15မိနစ်20ပေါ့နော်ဒါကြီးခွက်လောက်တိတ်ထားလိုက်ကဲဒါကတော့မယန်းဒီအိုးစိတ်နေမှာထည့်မယ်တကြားရည်သုံးပါတယ်တချို့ကြတော့လေကျမတို့ကပါဝါတကြားသုံးတယ်စားလေးနည်းနည်းထည့်တယ်ဒါကတော့တောက်ချင်နည်းနည်းလေးထည့်ပါတယ်တောက်ချင်ကိုသုံးခြင်းအပြင်ကျမတို့ကတစ်နှစ်ပတ်လုံးအထားခဲ့ပါတယ်ရှင်ပြီးလို့ရှိရင်ခုနကကျမတို့စားနေနေထားတဲ့အမယန်းဒီစိမ့်လေးကိုရေနဲ့3-5တက်ပေါ့နော်3-5တက်တေချာဆေးပေးလိုက်ပါကျမတို့ဒီမှာ2ထပ်3တက်လောက်ပဲဆေးပါတယ်ကဲကျမဒီမှာ2ထပ်3တက်လောက်တော့ဆေးပေးပါမယ်စားတွေလည်းကျမတို့ကတည်တည်ချာချာပေါ့နော်ဆေးပြီးသွားလို့ရှိရင်ကျမတို့ကဟိုပေါ့ထုံးရည်ကြီးစိမ့်ပါမယ်ရှင်ထုံးရည်ကြီးစိမ့်ခြင်းကကျမတို့ကမယန်းကြီးရဲ့အသားတွေကိုမပြော့သွားပဲနဲ့ပို့ပြီးတော့ကြွကြွစေပါတယ်ထုံးရည်ကြီးလေးကိုကျမတို့စိမ့်ပေးထားတာအနည်းဆုံး1နာရီထားပေးပါရှင်1နာရီလောက်ဆိုလုံလောက်ပါတယ်ကဲဒါထုံးရည်ကြီး1နာရီပြည့်သွားတဲ့အနေထားလေးပါပြီးလို့ရှင်ကျမတို့ကရေနဲ့3လီတာတေချာတင်ဆေးလိုက်ပါအဲ့တော့ထုံးရည်ကြီးစိမ့်ခြင်းအပြင်မယန်းကြီးလေးတွေကပူပြီးဖြစ်သွားစေမတို့ကရေနဲ့တေးတေးချာဆေးပြီးလို့ရှင်စကားလေးနဲ့ဆက်တာပါကဲဒါဒီပြီးလို့ရှင်မိမိမယန်းကြီးအိုးစိမ်နဲ့ဖန်ပလင်းလဲရတယ်ပလတ်စတစ်ဘူးလဲရပါတယ်တိုက်တာကိုအသုံးပြုပြီးတော့တိတ်ပြီးတော့ကျမတို့ကဟိုပေါ့နော်မယန်းကြီးတွေကိုစိမ်လေးပါတိတ်ချင်းအားဖြင့်ရေစိမ်တဲ့အခါမှာဘောလုံးမပေါ်ပဲနဲ့အကုန်လုံးမြုပ်ပြီးတော့တိတ်နေတညာလေးမှတော့မယန်းကြီးလေးနင်းနေစေပါတယ်အနည်းဆုံး2ရက်လောက်ထိုင်ရင်အဆောင်ပြောင်းသွားပါပြီစားလို့ရပါပြီရှင်ဒီမှာတော့အဲ့လိုပေါ့ဒီကတက်တာတွေမှာထည့်ပြီးတော့ကြိုက်တဲ့အချိန်ထုတ်ထုတ်ပြီးစားတော့ဟိုတကြားရည်လေးကမယန်းကြီးတွေကိုဝပြီးတော့ပူလဲစားကောင်းပါလေရှင်ကဲဒါတော့မယန်းကြီးဥစိန်လေးပါ